ဒီနေ့တင်ဆက်ပေးမယ့်ပုံမြင်လေးကတော့ဒီရိုးရာပုံမြင်လေးတွေကမှလူပညာပြီးတော့သင်ခန်းစာလေးရစီမယ်ဖက်နစီကြောင်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်။ဟိုးရှိတော့ကစံကျိတ်ဆက်ပိုင်ရှင်အဖိုးကြီးတယောက်မှတာတုံရုံရှိပါတယ်။အဖိုးကြီးဆုံးသွားတဲ့အခါတားကြီးကစံကျိတ်ဆက်ကိုရတယ်။တားလက်ကနီးတစ်ကောင်ရပြီးတော့အငယ်ဆုံးသားလေးကတော့အပြင်မွေးထားတဲ့ကြောင်တစ်ကောင်ပဲမူရလိုက်ပါတယ်။တားငယ်လေးကစိတ်ပြက်လက်ပြက်လို့ငါကိုရတော့လုံးစားလို့ရပြီ။ငါကတော့ဒီကြောင်ကိုချက်စားပြီးအားလို့ရတော့မှလည်းလို့ပြီးသွားတာအဲ့ဒီအချိန်မှာဦးကျန်းစွာဖြင့်ကြောင်ဝင်လေးကစကားပြောလာပါတယ်။တခင်စိတ်ဝင်မှုအနဲ့ကျွန်တော်ကိုအိတ်တလုံးနဲ့လက်တစ်စုံနဲ့ပြပါ။ဒီခေတ်စင်တဲ့ကျွန်တော်ကမူပြီးသုံးနေပါတယ်။တားငယ်လေးတဲ့ထူးဆန်းတဲ့ကြောင်ကြီးတောင်းတဲ့အတာဖက်နဲ့အိတ်ကိုပေးလိုက်ပါတယ်။ကြောင်လေးကလက်ကိုစတိုင်ကြကြစီအိတ်ထဲမှာအစာရီထည့်လုံးလေးပါပါ။ညံကောင်းတဲ့အဲ့ဒီကြောင်ကြီးကလုံးအပြင်းနဲ့တော့သွားခဲ့ပါတယ်။အဲ့တော့ရောက်တော့ပြည်ကြီးကိုယူသေးပေးပြီးဒါကတော့ကျွန်တော်တို့ဒီ private စာမေးတာရှင်ကြီးအတွက်စက်တာလိုက်တဲ့လက်ဆောင်ပါလို့အများကြီးပြောလိုက်ပါတယ်။ဒီလိုဒါစည်ရတာလေးပါပဲ။ဒီလိုနဲ့ကြောင်ကြီးကရတဲ့လက်အတော့ကြောင်ယဉ်ကြီးရှိလက်ဆောင်ကနာနာပြတယ်ပါတယ်။တနည်းမှာတော့ဒီကြီးရဲ့ပြီးတော့မီလေးဒီနားမှာရှောက်ကမ်းမေဆိုတာကြောင်ပြီးသွားပါတယ်။ဒီကတချင်းကိုတခင်ဒီထဲမှာစားရီချုံဒီစင်းချုံနေတယ်။ကျွန်တော်တော့အဲ့ဒီကိစ္စအားလုံးလာပြီးတော့ကျောင်းကြီးတော့ဟုတ်တာပေါ့ဒီကပါဦးကျွန်တော်တာမီးရန်တာမစားလို့တာမြေစိတ်စားတော့ပါအဲ့ဒီလိုတန်းလို့ဘုရားပါပဲဒီကြီးကလည်းသူ့ကိုလက်ဆောင်ညက်ဖို့နေသားမျိုးဆိုတော့လုံးသွားပြီးတော့သူ့ရဲ့အကောင့်အဝတ်စုံလေးကိုပေးဖို့စီဝတ်စုံလေးနဲ့တောင်းနေပြီးမှအရင်ကြည့်ကောင်းသွားပြီးတော့လူလူလေးကတော့ချက်ကြည့်အောင်ရှင်းသွားပါလေရောအမြင့်ကြီးကနေသားမီးနဲ့တော့ကိုတိုက်တယ်လို့ပြောတော့ကြောင်ကြီးကရှိကနေပြီးသွားတယ်။လမ်းမှာရှိတဲ့ဓမ္မတွေကိုတီးရရွာနေသားမကြီးပိုင်တာလို့ပြောရင်မင်းတို့ကိုဘလူးကြီးစားလိမ့်မယ်လို့ချောက်ထားလိုက်ပါတယ်။နောက်ဆုံးမှာတော့ကြောင်ကြီးကတကယ်ကိုမြို့ကြီးကိုရောက်သွားပါတယ်။အဲ့ဒီမှာရက်ဆက်တဲ့ဘလူးကြီးကောင်နေတာပေါ့။ကြောင်ကြီးကဘလူးကြီးကိုမြတ်ပြောတယ်။အရှင်ကအရန်တော်တာပဲ။ဘယ်တက်တော်အဖြစ်ပြောင်းနိုင်နေဆိုချင်းနေကြီးဖြစ်ပြောင်းနိုင်ရဲ့လား။ဘလူးကြီးကချက်ချင်းနဲ့ချင်းနေကြီးပြောင်းပြန်လိုက်တယ်။ကြောင်ကလေးကလည်းဒါကတော့လွယ်တာပေါ့တင်းငယ်တဲ့ကြောက်ကလေးဖြစ်ရောပြောင်းနိုင်လားဗျာဒါကတော့မဖြစ်နိုင်တော့ပါဘူးခင်ဗျာခက်မယ်ထင်ပါလေအဲ့လိုမျိုးစိန်ခေါ်လိုက်ပါတယ်ဘလူးကြီးကမခံချင်စိမ့်နဲ့ကြောက်ကလေးဖြစ်ပြောင်းလိုက်တဲ့အချိန်မှာပဲကြောင်ကလေးကခုံအုပ်ပြီးဘလူးကြီးကိုစားပစ်လိုက်ပါတယ်အရင်ကြီးရောက်လာတဲ့အခါကြောင်လေးကကျွန်တော်တခင်နန်းတော်ကနေကြိုးဆိုပါတယ်လို့ပြောပြီးအိတ်ခံလိုက်တယ်အရင်ကြီးကခန္ဓာထောက်အောင်မှုကိုသဘောကျပြီးတောင်းငယ်လေးနဲ့မင်းသမီးလေးကိုလက်ထပ်ပေးလိုက်ပါတယ်စင်သားလေးဟာနေသားမင်းဖြစ်သွားပြီးကြောင်လေးကတော့အလွတ်လုဆရာမလို့တော့ပဲချွတ်ဖန်းကျင်မှာဖမ်းတော့တဲ့အထက်တန်းစားကြောင်ကြီးတစ်ကောင်ဖြစ်သွားပါတော့တယ်။ပုံမြင်ရဲ့သင်ခန်းစာကတော့ဉာဏ်ပညာနဲ့တသိရှိခြင်းကအမှုရတဲ့ရွှေငွေတွေထက်ပိုပြီးတန်ဖိုးရှိပါတယ်။ပုံမြင်လေးကိုကြိုက်တဲ့ဆိုရင် like and subscribe လုပ်ခဲ့ပေးပါဦးခင်ဗျာ။စိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။